အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးရဲ့အစမှာတော့ရှိသွားပါကကျမ်းရံရွက်ပညာသည်ဉာဏ်ချီနှင့်ဉာဏ်ကျွယ်တို့ကိုဉာဏ်ချီအည်ဖြင့်ပေါင်းဆက်ပေးကဉာဏ်ချီများကိုအဆက်မပြတ်ထုတ်လုပ်ပေးသည်ဤကဲ့သို့သောလေ့ကျင့်မှုမျိုးကိုဘယ်သူမှတွေးမြင်မိမဟုတ်တော့လဲကျင်းရံရွက်လေ့ကျင့်ရသည်မလွယ်ကူပေရန်ခိုက်သည်ဤပညာကိုလေ့ကျင့်နေစဉ်နေရောင်ခြည်၏အပူချိန်များသူ၏ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်လာပြီးဉာဏ်ချီများဖြစ်ပေါ်လာကပေါက်ထိန်လိုက်ပြီးရွှေဉာဏ်တော်ဆိုးရောက်မှုကိုကျေးဇူးတင်ရမည်ဖြစ်သည်ရေပုံးကိုအစင်းလေးပြင်ထားခြင်းကြောင့်သူသည်ရန်ဆွမ်းရင်ကြောင့်ငါချောက်ဖြစ်သွားမည်အန္တရာယ်မှလွတ်မြောက်ခဲ့သည်ရန်ခိုက်သည်ရန်ချီကိုလိုအပ်နေတော့လဲသူ၏ရန်ချီဆွမ်းရင်သည်မလုံလောက်သေးပြီသူသည်ရန်အစင်းလေးဖြစ်တူလောင်နိုင်မည့်အချိန်ကိုမတည်သေးပြီထို့ကြောင့်ရန်ခိုက်သည်ညအထိဆောင်းဆိုင်မည်ဟုဆုံးဖြတ်နေရောင်ကြီးကိုအလဟဒမပြုံးကြည့်လိုသောကြောင့်သူသည်အင်ကောင်မိုးပေါ်သို့တက်ပြီးနေခြင်းမှုကိုဆက်လက်လုပ်ဆောင်ခဲ့သည်ဤနည်းဖြင့်သူသည်ရန်ချီများကိုမြန်မြန်ရရှိလာမည်ဟုယုံကြည်ကနေခြင်းမှုကိုဆက်လက်လုပ်ဆောင်ခဲ့ပါနောက်တစ်ခါမှာတော့နေဝင်စည်းစာခြင်းကိုကြောင်းနေခဲ့ပါတယ်ရန်ခိုင်နေခြင်းနေရာကနေနေရောင်ကြီးမရှိတော့တာကြောင့်နေခြင်းမှုကိုရပ်လိုက်ပါတယ်ရန်ခိုင်ကနေရောင်ကြီးကမလုံလောက်တော့ဘူးမနှက်ပြန်မှအဖြေရှာရမယ်မဟုတ်အဖိုးကြီးစီကရန်ဆန်းရင်နဲ့ပတ်သက်တဲ့ယတနာတစ်ခုရနိုင်မလားမသိဘူးလို့ပြောလိုက်ပါတယ်ထို့နောက်သူသည်အောက်သို့ဆင်းဖို့ပြင်နေစဉ်အဝေးတနေရာမှအလင်းရောင်တစ်ခုကိုတွေ့လိုက်ရသည်ရန်ခိုင်လည်းအံ့ဩတင်သွားပြီးအလင်းရောင်စီကိုတွားရန်ဆုံးဖြတ်လိုက်ပါတယ်ရန်ခိုင်ရောက်ရှိလာသောနေရာသည်နဂါးချိတ်ပိတ်အကြောင်းဟူသောစာကြောင်းတစ်ကြောင်းကိုတွေ့လိုက်ရပါတယ်ရန်ခိုင်မနက်မိုးလင်းလာသောအခါရန်ခိုင်သည်သူ၏ပထမဦးဆုံးရန်ဆန်းရင်အဆက်ကိုဖန်တီးနိုင်ခဲ့ပါတယ်ရန်ခိုက်လည်းစမ်းသပ်ကြည့်ရင်ဒီရန်အကြီးကကျင့်ကြံမှုအတွက်ကူညီယုံနေမကဘူးလက်နက်အနေနဲ့လည်းသုံးလို့ရသေးတယ်သူသည်သူစွမ်းရည်ကိုထုတ်သုံးရန်နီးလမ်းမသိသေးတော့လဲရန်အကြီးကိုချစ်တာရန်ဆုံးဖြတ်လိုက်ပါတယ်ရန်ခိုက်သည်အနောက်ကမှလူတအူးလာနေသည်ကိုတတိထားမိပြီးရန်အကြီးဖြင့်တိုက်ခိုက်လိုက်ပြီးသို့သောရောက်လာသူသည်ရန်ခိုက်ကိုလမ်းညွှန်းတစ်ချောင်းလေးဖြင့်ထိန်းချုပ်လိုက်ပြီးထို့နောက်ငယ်လေးနဲ့ရန်စွမ်းအင်ကိုပေါင်းဆက်ပြီးအရေးအသွင်လုပ်နိုင်တယ်။တိုင်းပညာမစိုးဘူး။ရန်သူလားမိတ်ဆွေလားမသိသေးပဲ။စွမ်းကုန်တိုက်ခိုက်တာကဆုံးဖြတ်ချက်ရန်မစောဘူးလားလို့မေးလိုက်ပါတယ်။ရန်ခိုက်လည်းတွေးလိုက်ရင်ဟုတ်တယ်အရင်တုန်းကဒီလောက်ဆိုခေါင်းထဲတောင်မရှိဘူး။ထို့နောက်သူ့ကိုအယိုသေးပြုတ်လိုက်ပြီးဘယ်လိုခေါ်ရမလဲလို့မေးလိုက်ပါတယ်။သူကလည်းရင်းရှောင်အဆောင်ကြီးစက်တေကြီးကဲကိုခေါ်ရန်ပြောလိုက်ပါတယ်ရန်ခိုက်ကအံ့ဩတင်သွားပြီးရင်းရှောင်အဆောင်မှာအကြီးကဲစက်တစ်ဆိုတာမကြဘူးပါဘူးလို့ပြန်ပြောလိုက်ပါတယ်အကြီးကဲကပြုံးလိုက်ပြီးတော့မင်းရဲ့ပုံစံကငါရဲ့မိတ်ဆွေကောင်းတယောက်ကိုတတိယသွားစီရလို့ပြောလိုက်ပါတယ်ရန်ခိုက်လည်းကျွန်တော်နဲ့တူတဲ့လူလားလို့ပြန်မေးလိုက်တော့အကြီးကဲကဟိုးအရင်တုန်းကပါမင်းခုနတုန်းကရန်ကုန်တတိနဲ့တိုင်းပညာကိုလေ့လာနေတာမလားလို့မေးလိုက်ပါတယ်ရန်ခိုက်ကတန်လျာဝင်သွားပြီးတော့အကြီးကဲဘယ်လိုသိတယ်လို့ပြန်ပြောလိုက်တော့အကြီးကဲကဒီနေရာကလင်းရှောင်အဆောင်ရဲ့ရန်ဆွမ်းရင်အပြင်းထန်ဆုံးနေရာဖြစ်လို့ပဲအကျဉ်းသားတွေကိုအပြစ်ပေးတဲ့နေရာကရန်ဆွမ်းရင်တွေပြည့်နေနေတယ်ထူးဆန်းလို့နဲ့အတိတ်ကိုပြန်ပြောင်းပြောရင်လွန်ခဲ့တဲ့နှစ်တရာလောက်ကဆရာကြီးကဒီကိုခရီးထွက်လာခဲ့တယ်မကောင်းမှုကျွန်းလွန်သူတွေနဲ့တူပြီးကိုဝပြက်ခဲ့ရတယ်ဆရာကြီးကသူ့ရဲ့ဓာတ်ကိုဆွဲထုတ်ပြီးမကောင်းဆိုးဝါးတွေကိုခြေမုံဖို့ဓာတ်တစ်ချက်ကိုဆွဲထုတ်လိုက်ပါတယ်ညီမြင့်တဲ့ပြင်အကွဲခဲ့ပြီးမကောင်းဆိုးဝါးတွေကိုအဆုံးသတ်ခဲ့ပါတယ်တစ်ချိန်တည်းမှာဒီနဂါးချိတ်ပိတ်အပွဲကြောင်းလည်းပေါ်ပေါက်လာစေခဲ့ပါတယ်။ရန်ခိုက်လည်းအံ့ဩတင်သွားပြီးနားထောင်နေခဲ့ပါတယ်။အကြီးကဲဆက်တစ်ကဆက်ပြောရင်မကောင်းဆိုးဝါးတွေကိုတတ်ခဲ့ပေမဲ့မကောင်းဆိုးဝါးတွေဆက်ရှိနေအောင်မှစိုးရင်လို့ဒီနေရာမှာလင်းလျှောက်အဆောင်ဆန်ရင်ကိုတိဆောက်ခဲ့တယ်။အဲ့ဒါငါတို့လင်းလျှောက်ဆန်ရင်ရဲ့မူလအစပဲအစကမကောင်းမှုကျုံးလွန်တဲ့မကောင်းဆိုးဝါးတွေကိုပိတ်လောင်ပြီးမဲ့နောက်တော့ပြင်းမှုကျုံးလွန်သူတပည့်တွေကိုပါနဂါးချိတ်ပိတ်အပွဲကြောင်းစီနန်းနေပေးလိုက်ပါတယ်ဘလောက်အထိရှိနေလဲမသိပေမဲ့အောက်ဘက်မှာရန်ဆွမ်းရည်နဲ့မွေးဖွားလာတဲ့ယတနာတစ်ခုရှိတာတော့သိထားတယ်။ရန်ခိုက်ကဒီကူလာတာယတနာကိုမြင်ရဖို့အတွက်လာလို့အကြီးကဲကိုမေးလိုက်ပါတယ်။အကြီးကဲကယတနာကြီးရအောင်လာတာမဟုတ်ဘူး။တယောက်ယောက်ကိုတွေ့ဖို့လာတာအသက်ကြီးလာတော့စကားတွေအများကြီးမပြောချင်တော့ဘူး။ဒီနေ့တော့ဒီလောက်နဲ့ရပ်လိုက်ရအောင်။နဂါးချိတ်ပိတ်အကြောင်းကအန်ဒီယန်နဲ့ပြည့်နေတာယတနာတန်ကြားတာနဲ့ဗယံပတာရှောက်မလုံးနဲ့နောင်လိုက်ရသွားလိမ့်မယ်လို့အကြီးကဲစက်တစ်ကအတီးပေးလိုက်ပါတယ်။ထို့နောက်အကြီးကလည်းထွက်ခွာသွားပါတော့တယ်။ရန်ခိုက်သည်အိမ်ပြန်လာပြီးစကားကိုတေချာပိတ်ထားပြီးမှပွင့်နေတာကိုတွေ့လိုက်ရပါတယ်။ရန်ခိုက်အံ့ဩတင်သွားပြီးပွင့်နေလို့စုမှုဆိုတဲ့အကောင်နောက်တစ်ခေါက်ထပ်လာတာလား။တကယ်ပဲသူများနေရာကိုဖောက်ဝင်တဲ့ကောင်ရှိတယ်။စုမှုနဲ့တခြားသူဖြစ်နိုင်မလားလို့တွေးလိုက်ပါတယ်။သူသည်အိမ်ကိုဝင်လိုက်တော့သူ့ကိုစောင့်ကြည့်နေတော့ကောင်မလေးကိုတွေ့လိုက်ရပါတယ်။
ရန်ခိုင်အံ့ဩတင်သွားပြီးဆရာတူဦးမှာဘလို့လို့ဒီရောက်နေတာလဲလို့မေးလိုက်ပါတယ်။ရှမင်းကလေးကပြုံးလိုက်ပြီးငါနာမည်ကရှပါညီရင်နှုတ်လိုက်ပါဒီလိုပြောရတာတမျိုးကြီးပဲလို့ပြောလိုက်ပါတယ်